ဝေးတော်ရီချစ်ချစ်တဲ့သူမျက်လာတဲ့သတင်းကြို့တင်လာရေဗုဒ္ဓဘဂဝါရှင်သည်သာဝရိန်သာနှစ်ပြည်သို့ချီမေတော်အမိနတာပိဓမာတရားကိုခေါ်တဲ့ချိန်ခါမီဓမ္မတရားကိုဟောတဲ့ချိန်ခါမီ